လေ့ကျင့်ခန်းလုပ်ရမှာပြင်းနေတဲ့သူတွေအတွက်အလွယ်ကူဆုံးဝေးချနိုင်တဲ့နည်းလမ်း၅ခုလေ့ကျင့်ခန်းတွေလုံးနေပေမဲ့ကိုယ်လေးစိတ်မကြတာမျိုးတွေလေ့ကျင့်ခန်းလုပ်ရမှာပြင်းပြီးအလွန်ကျွံတိုင်းရလုပ်နေသူတွေအတွက်အလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးဝေးချနည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ကိုယ်လေးချိန်ရှော့ချနေသူတွေအတွက်ပထမအဆုံးလုပ်ရမယ့်အလွယ်ကူဆုံးနည်းလမ်းကတော့အေးဝဝအိတ်ဖို့ပဲဖြစ်ပါတယ်။လေးလာချက်တွေအရတနေ့မှာအိတ်ချိန်9နာရီခန့်ရှိခြင်းကခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုမှန်ကန်စေတဲ့ပြင်ကယ်လိုရီတွေကိုပါလောင်ကျွမ်းစေနိုင်တယ်လို့ဆိုပါတယ်။နံပါတ်2ပရိုတင်းဓာတ်ကတာမန်လူတွေအတွက်ရောဝေးချနေတဲ့သူတွေအတွက်ပါမရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ပရိုတင်းဓာတ်ကကယ်လိုရီလောင်ကျွမ်းမှုနဲ့အဆီပိုတွေကိုခြေဖြတ်ပေးရမှာအထောက်ပံ့ဖြစ်စေတာကြောင့်ပရိုတင်းဓာတ်ပါဝင်တဲ့ကြက်ဥပဲအမျိုးမျိုးနဲ့အစိမ့်ဆန်တွေကိုအသားတွေအစားပိုမိုပြီးတော့စားပေးသင့်ပါတယ်။နံပါတ်3ကယ်လိုရီတွေကိုမြ мян ဆန်ဆန်နဲ့အလွယ်ကူဆုံးလောင်ကျွမ်းပေးနိုင်တဲ့နည်းလမ်းတော့လမ်းများများလျှောက်တာမျိုးနဲ့အိမ်လုံးတွေကိုကိုယ်တိုင်ဝင်လောက်တာမျိုးဓာတ်တွေကအသုံးမပြုဘဲလှေကားပဲအသုံးပြုတာမျိုး